ကဲဒီနေ့တော့တိုဟူးစူစားပါမယ်တိုဟူးကိုပြင်မာဝယ်စားရတာကိုမကြိုက်ပါဘူးဒါကြောင့်မလို့ကိုယ်တိုင်ပဲစူစားပါမယ်တိုဟူးစူရတာလည်းလွယ်လွယ်လေးဘာကျမစူပြပါမယ်တိုဟူးစူဖို့တော့ဒီမှွေးတစ်စိတ်တိုဟူးစိမ်းထုတ်ကလေးကိုသုံးထားပါတယ်ကျမတိုဟူးစိမ်းထုတ်ကိုပဲများပြီးတော့ဖောက်ပြတာကျမမဖောက်ရသေးခင်မှာပဲသူပြေးသွားပါတယ်အမှကျမပကံထဲကိုရှင်ထည့်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တိုဟူးကြိုတဲ့အခါပကံကတိုဟူးနဲ့တစ်လုံးဆိုလို့ရှိရင်ရေဟာတိုဟူးကပကံနဲ့တစ်လုံးဆိုလို့ရှိရင်ရေကပကံနှလုံးထည့်ရမယ်ပေါ့နော်ပြောင်းပြန်နေပြောကုန်ပြီအမှကျွန်မလက်ပေးသွားရတော့လက်ဆေးလိုက်ပါဦးမယ်အဲ့လိုလက်ခဏခဏဆေးရလဲအကျင့်ပေါ့နော်အဲ့လိုထမင်းဟင်းချက်နေဆိုအဲ့လက်ကိုခဏခဏဆေးရတဲ့မှာကျွန်မပါတယ်ကျွန်မလက်လေးတန့်သွားပြီပေါ့နော်ကဲကျွန်မတိုဟူးစကြိုပါမယ်တန်ရှည်လေးရှင်လုံးလိုက်ပါအောင်မယ်ဟိုပေးတွေ့ပေးဆိုလည်းမကြိုက်ပါဘူးအဲ့ဒါကြောင့်မို့လို့အပေါ်အမြဲတမ်းတုတ်ပါရဲ့တက်တလားမတလားရင်းချက်နေလေးတွေမြေတင်ဆက်ပေးသွားပါမယ်ရှစ်အသေးလေးပေးအပေါင်းလေးနေခဲ့ပါအောင်နော်ကျမဒါရင်းနှခွက်ထည့်ရမယ်ဆိုတဲ့အကြောင်းအရှင်တို့လက်နှစ်ချောင်းထောင်ပြနေရဖြစ်ပါတယ်ရင်းနှခွက်ထည့်လိုက်ပါတယ်ကျမလည်းကတန့်တယ်နော်ကျမလည်းကစိတ်က15ခါလောက်စီးထားတာအဲ့နဲ့ပဲဒီတူလေးကိုရေချင်းပြီးတော့ဆွမ်းနာပကံလေးနဲ့ရင်းနှစ်ခွက်စားချင်ပြီးတော့ထည့်လိုက်ပါတယ်ကွက်ဒါကတော့စားလေးနဲ့ငယ်ထည့်ပါမယ်သူ့ကိုရတာလေးနဲ့လေးဖြစ်အောင်လို့ပေါ့နော်တခါတည်းစားထည့်တာပါရဲ့ပြီးရင်တော့ကွက်ဒါကတော့စတာမုံမသုံးတဲ့သူတွေကတော့ဟင်းချိုမုံကိုသုံးပြနေပါတယ်ကျမကတော့နေရာတကာစတာမုံသုံးရတာကိုတော်တော်ကြိုက်နေတဲ့ဖိလေးဖြစ်ပါတယ်ပြီးရင်တော့ဒါကျုံမွေတဲ့ဇုံးလေးနဲ့ဒီတူဟူသားလေးတွေတူလုံးအစီလေးတွေမကြအောင်ပေါ့နော်အမုံလေးတွေကိုအကုန်လုံးရင်းနဲ့ပျော်ဝင်သွားအောင်တိချလေးမှွေပေးလိုက်ပါတယ်တိချလေးမှွေပေးမှတူဟူသားလေးကချောညံ့ကလေးရမှာပါဒီလိုလေးမှွေပြီးသွားရဆိုတော့မှွေရန်လေးကိုလည်းတစ်ခါလေးဆေးပြီးတော့ထားလိုက်ပါမယ်ဒီလိုမျိုးတူဟူကြိုမှွေတဲ့အခါဒီတန်လေးနဲ့မှွေရင်မြန်ညက်လွယ်တယ်ပေါ့နော်မြန်ချောလွယ်ပြီးတိုင်းမှွေလို့ရှိရင်တော့ကြပါတယ်ဒါကြောင့်မလို့ကျွန်မဒီတန်လေးရှိရတယ်ဒါလေးနဲ့ပဲမှွေပါတယ်ကဲစကြိုပါမယ်မီးကိုအေးလေးထားမယ်မီးလေးထားပြီးတော့ရှိတဲ့ဇုံးနဲ့မှွေပြီးတော့ကြိုပါတော်တော်လေးကြကြကြိုရပါတယ်တိုဟူးကြိုတဲ့အခါမှာလုံးဝအဆက်မပြတ်မှွေပေးရပါမယ်နားလို့မရပါဘူးကဲဒီလိုမျိုးပြစ်ကလေးတိုဟူးစိမ့်နံလည်းပျောက်သွားပြီဒီလိုပြစ်ကလေးလည်းရသွားပြီဆိုလို့ရှိရင်တော့ခတ်ထုတ်လိုက်ရပါပြီမီးလေးကိုပိတ်ပြီးတော့ပထမဆုံးဗီဒီယိုအစမှာပကံကိုစီတုတ်တာပေါ့နော်အဲ့စီတုတ်ထားတဲ့ပကံလေးကိုဒီတူးကြိုထားလေးကိုခတ်ထည့်လိုက်ပါပကံများကိုစီတုတ်မထားဘူးဆိုလို့ရှိရင်ပေါ့နော်သူကကတ်တတ်ပါတယ်ဒါကြောင့်မို့လို့စီတုတ်ပေးရပါမယ်တိုးဟူကြိုပြီးကျမတိုးဟူကိုတုတ်စားအောင်မှာမို့လို့ဒီမကြည်သီးစိမ့်ကလေးကိုလည်းရေစိမ့်ထားလိုက်ပါတယ်ဒါကတော့ကျမရဲ့မကြည်သီးရေစိမ့်ကလေးပါကဲကျမရဲ့ဒါတိုးဟူအေးသွားတဲ့ reset လေးပေါ့နော်တိုးဟူကြိုလေးကဒါလေးရဆိုလို့ရှိရင်နေတော့ပေါ့နော်သူ့ရဲ့တိုးဟူတစ်ခွက်ရှင်းနှစ်ခွက်အဲ့အစကကွက်တီပဲစားလို့ရမ်းကောင်းတဲ့အနေထားပါဆိုတချို့ပဲလို့ကျေးဇူးပါဘိုင်ဘိုင်